But the town out, the town soon ne brand a city where Luya Resura Yonjala, Miyoin like Ching my Myoka, premium outlet machine, like Jame. Premium outlet soda, Gabajo brandy wood, the near Temabe, a song suit happy shopping center bono. Gay Batama song, golf net but the deputy cereal, a gold the near Temabe, song len yana in there, Sayo, a yin caught up Jame. Golf net but the accessory remain the mia. Brand အစုံရှိတဲ့တမျိုးချင်းစီတော့မပြတော့เนาะဗီဒီယိုထဲမှာပဲကြည့်လိုက်ပါရှင် brand အတုလားအစ်စ်လားဆိုတာလာအောင်မယ်ချင်းမိုက်က premium outlet ဆိုတော့အတုရောင်းတာဖြစ်နိုင်မလားမဖြစ်နိုင်ဘူး outlet ကဘာလဲဆိုတချို့မသိသေးတဲ့လူရှိမယ်Google ကိုတော့မေးကြည့်လိုက်เนาะပြီးရင် second ပစ္စည်းတွေလားဆိုတာလာအောင်မယ်မဟုတ်ပါဘူးရှင်အသက်ဆက်ပါเนาะအဲ့တော့ golf နဲ့ပတ်သက်တာတွေလိုချင်နေဆိုရင်တော့ဒီနေရာကိုပဲလာလိုက်ပါရှင်နောက်တစ်ဆိုင်ကတော့ Adidas fan လေးစုကြမယ်သူလဲအင်ဂျီကိုဖနက်ကိုတစ်ဆိုင်လုံးကို30ကနေ 50% အထိတောင်ဆင်းချထားပေးတယ်ပေါ့နော်ဖနက်တွေကလည်းညာလုံးလို့ရွေးရခက်နေရင်ကင်းချင်များလို့တယောက်အစုံ20လောက်စီးချပလိုက်နော်ပြီးတော့နောက်တစ်ဆိုင်က original copyright ရထားပြီးသား Hollywood Studios တို့ cartoon t-shirt အင်ဂျီဆိုင်ပေါ့နော်ပြီးတော့ဒီဆိုင်ကကလေးအတွက်ကောလူကြီးအတွက်ကောအကုန်လုံး t-shirt တွေကို buy one get two တောင်မှရတယ်ဆိုတော့အရန်တွေတက်နေပြီနော်ပြီးတော့ဒီအင်ဂျီတွေမှာပါတဲ့ cartoon တွေမျိုးစုံကသူက original copyright ရထားပြီးသားဆိုတော့ကိုအပြင်ဆိုင်တွေမှာဝယ်တဲ့ကာတွန်းနဲ့မတူဘူးပေါ့နော်အဲ့တော့ဘတ်200 300ကျော်စွန်းစွန်းလေးနဲ့ brand ဝတ်လို့ရပြီဆိုတော့ sale ချထားတော့မြန်လေးပေါ်ဝယ်လိုက်တော့နော်နောက်ဆုံးတစ်ဆိုင်ကတော့ပြောလိုက်လို့ရှိရင်မသိတဲ့လူမရှိသလောက်ပဲလို့ထင်တဲ့ Polo brand တစ်စိတ်ကပေါ့နော်သူကကြတော့လူအရန်ကြိုက်များမယ်လို့ထင်ပါတယ်သူလဲဖနက်တွေကောအင်ဂျီတွေရောကိုတုတ်ပေါ်ပါတွေကောအကုန်လုံးစင်းချထားပေးတယ်ပေါ့နော်နောက်ဗီဒီယိုထဲမှာရိုက်ပြထားတာကတော့4ဆိုင်ပဲရှိတယ်ပေါ့နော်ဒါပေမဲ့တခြား brand တွေရောယာချီထက်ရှိသေးတယ်အပြင်က boost တွေရောဈေးတန်တာတွေအများကြီးထက်ရှိသေးတယ်ပြီးတော့ဒီချင်းမိုင်မြို့ဟန်တုံမှာရှိတဲ့ premium outlet ကလေထိုင်းနိုင်ငံမြောက်ပိုင်းမှာအကြီးဆုံးနဲ့ brand ပစ္စည်းတွေအများဆုံးစုထားတဲ့နေရာပဲဖြစ်တယ်အော်ပြီးတော့လေဒီ premium outlet ကဖတ်ထေယာနဲ့အယုထေယာမှာလည်းဆိုင်ခွဲတွေရှိသေးတယ်နော်အဲ့မှာလည်း brand တွေအများကြီးရောက်ဖြစ်တယ်ဆိုလို့ရှိရင်လည်းဝင်ခဲ့ကြအောင်နော်အဲ့တော့ brand ပစ္စည်းတွေလည်းသုံးချင်တယ်ဈေးလည်းသက်သာရမယ်ဆိုရင် premium outlet ကိုပဲလာပြီး shop ကြတာနော်ဗီဒီယိုကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်နော် bye bye